$1တရွက်ကိုထုတ်လိုက်ပြီးဒါဆိုလုံလောက်လားလို့မေးလိုက်တယ်အဲ့ဒီ$ကိုမြင်လိုက်တာနဲ့အယောင်ဝန်ထမ်းမလေးစွန့်သွားတယ်ဒါက$အပြည့်ကြီးလားအေးလေ$ဆိုရင် iPhone 18ဘယ်နှလုံးဝယ်လို့ရလဲအကိုကျမတို့ကိုနောက်နေတာလားအကိုရဲ့$ကဖုန်းတစ်လုံးနဲ့တင်မကဘူးကျမတို့ဆိုင်တစ်ဆိုင်လုံးကိုတော့ဝယ်လို့ရတယ်လို့လီလီကအတီးပေါက်ပြောလိုက်တယ်တစ်ဖက်မှာတော့စောစောကဟိတ်ဟန်ထုတ်နေတဲ့အယောင်ဝန်ထမ်းမဟာကြောင်တောင်ကြီးဖြစ်သွားပြီးမှချက်ချင်းပဲအပြုံးတူကြီးနဲ့ကတ်လာတယ်တောင်းပန်ပါတယ်အကိုရဲ့ကျမတကယ်ကိုတောင်းပန်ပါတယ်ကျမမျက်စိမောက်သွားလို့ပါကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါကျမကိုအပြစ်မယူပါနဲ့နော်ကျွန်တော်က6နှစ်ချက်ဟန်ပြီးမျက်နှာကိုတီးလိုက်ကလူကိုအပြင်ပန်းကြည့်ပြီးမဆုံးဖြတ်နဲ့လေတိလားငါဒီလိုဝတ်ထားတာကပေါ်ပေါ်ထင်ထင်မနေချင်လို့ပြောလိုက်တယ်နားလဲပါပြီအကိုကျမမှားသွားပါတယ်တကယ်ကိုမှားသွားတာပါတောင်းပန်ပါတယ်ရှင်အဲ့ဒီအယောင်ဝန်ထမ်းမကထက်ခါတလဲလဲဥညွတ်တောင်းပန်နေတော့တယ်ရပြီဖုန်းကိုသာမြန်မြန်ပေးတော့လို့ကျွန်တော်စိတ်မရှိသလိုပြောလိုက်တယ်ဟုတ်ကဲ့ပါအကိုဒါပေမဲ့ဒီပတ်စံကအများကြီးဖြစ်နေတယ်ပိုသေးတာမရှိဘူးလားဟင်ကျမတို့အကျွေးပြတ်မအမ်းနိုင်လို့ပါလို့လီလီကစိုးရိမ်တကြီးပြောလာတယ်လီလီပြောတာချာမှဒါကတော်တော်လေးရှုပ်ထွေးသွားပြီဆိုတာကျွန်တော်နားလဲလိုက်တယ်$တဲ့ကိုဘာတွေဖြစ်နေတာလဲဒီနေ့ငါစိတ်ကောင်းဝင်နေတယ်ဖုန်းကိုတာပေးကြံတာကိုပြန်မအမ်းနဲ့တော့အကိုအဲ့ဒါတော့မလုပ်ပါနဲ့ပမာဏကအရန်များလုံးလို့ပါကျမတို့ဒါကိုလက်ခံဖို့ဆုံးဖြတ်ချက်မချနိုင်ပါဘူးမန်နေဂျာကိုတွားခေါ်လိုက်ပါဦးမယ်လို့ပြောပြီးလီလီကလက်ကပြပါတယ်ခဏနေတော့မန်နေဂျာရောက်လာတယ်ဝစ်စုံပြေးဝတ်ထားတဲ့လူတယောက်အမော်တကောပြေးလာပြီးလေးစားရတဲ့အကိုကြီးခင်ဗျာမင်္ဂလာပါကိုရဲ့$တန်ကအရန်ကြီးနေလို့ကျွန်တော်တို့ဆိုင်မှာအကျွေးမအမ်းနိုင်တာကိုနားလဲပေးပါလို့မန်နေဂျာကကြောက်ကြောက်လန့်ပြုံးပြီးပြောတယ်မင်းတို့အကျွေးမအမ်းနိုင်တာငါသိတယ်ဖုန်းတစ်လုံးပေးပြီးကြံတာကိုယူလိုက်တော့လို့ပြောနေတာလေငွေမောက်ကများလုံးလို့ကျွန်တော်တို့တကယ်မယူရဲပါဘူးလို့မန်နေဂျာကမျက်နှာမကောင်းပဲပြောရှာတယ်ငါကပေးနေတာကိုဘာလဲမင်းတို့ကအလကားပေးတာတော့မယူရဲဘူးလားဒီနေ့ငါစေတနာတရားထက်တန်နေလို့ပေးတာယူထားလိုက်စိတ်မပူနဲ့လို့ကျွန်တော်နည်းနည်းစိတ်တူတူနဲ့ပြောလိုက်တယ်ဒါဆိုရင်ဒီလိုလုပ်ပါလားခင်ဗျာအကိုစီမှာဒီဖုန်းရှိနေတဲ့၍နောက်ထွက်မဲ့မော်ဒယ်အစ်စ်တိုင်းနဲ့အခမဲ့လာလဲလို့ရအောင်စီစဉ်ပေးပါမယ်အဲ့ဒါဆိုအဆင်ပြေမလားခင်ဗျာမန်နေဂျာကခဏလောက်စဉ်းစားပြီးမှအကြံထုတ်လိုက်တာပါဒါကသူစဉ်းစားလို့ရတဲ့မြအကောင်းဆုံးနည်းပဲလေအေးအဲ့ဒါဆိုလဲဖြစ်တယ်ဖုန်းကိုသာမြန်မြန်ပေးဖုန်းနံပါတ်ပါတခါလဲလုပ်ပေးလိုက်ဦးကျွန်တော်မန်နေဂျာကိုစိတ်မရှိသလိုတွန်းလိုက်တယ်ဟုတ်ကဲ့ပါအကိုခဏလေးပါအားလုံးအဆင်သင့်ဖြစ်စေရပါမယ်မန်နေဂျာကအဲ့ဒီ$တန်ကိုရတနာတစ်ခုလိုဂယူးတစ်စိုက်သိမ်းလိုက်တယ်ပြီးတော့အဲ့ဒီပတ်စံကိုကာကွယ်ထားတဲ့တစ်တာထဲမှာထည့်ပြီးတောက်ခတ်လိုက်တာကိုမြင်တော့ကျွန်တော်တကယ်အံ့ဩသွားတယ်$တဲ့ကိုလေငါပတ်စံအိတ်ထဲမှာ100တောင်ရှိသေးတယ်ငါသာအဲ့ဒီ100တန်ကိုထုတ်ပြလိုက်ရင်သူတို့တွေမေးလဲသွားလောက်တယ်မကြခင်မှာပဲဖုန်းအစ်စ်ကိုရခဲ့ပြီးဆိုင်ထဲကနေကျေနပ်စွာထွက်လာခဲ့တယ်တတိဖြစ်ရတာဒီလိုရတာမျိုးလားဒါကမယုံနိုင်စရာပဲ